Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းလေးရတော့ဗောနော်အားလုံးလည်းဘူးတူတန်းရစရာဖြစ်အောင်ကျွန်တော်တို့အခုတီးခတ်နေတဲ့ကတာတွေကပေါ့ဘယ်တွေကစပေါ်ခဲ့ရလဲဘယ်သူကစပြီးတော့ရှေ့ပြေးတည်တင်ခဲ့ရလဲဆိုတဲ့အကြောင်းကိုအားလုံးဘူးတူတန်းရစရာအနေနဲ့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီရှေ့ခေတ်လူမျိုးများစုကပေါ့နော်ကျိုးတက်တူရိယာတွေကိုသူတို့က BC 3000ခန့်လောက်တည်းကစပြီးတော့အသုံးပြုနေဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီအရှေ့အီဂျစ်နဲ့မက်ဆိုပိုတီးယားယဉ်ကျေးမှုတွေနဲ့ဒီကျိုးတက်တူရိယာဖြစ်တဲ့တယ်လီနဲ့ hot ဆိုတဲ့ဂီတာတွေကိုတီးခတ်ခဲ့ကြောင်းကျွန်တော်တို့တမိုင်းထောက်ထားလည်းရှိရပေါ့နော်88ရာစုလောက်ရောက်တဲ့အခါမှာပေါ့နော်မွတ်စလင်မူရစ်ညာစပိန်တို့လူဆိုတဲ့ကျိုးတက်တူရိယာကိုယူဆောင်လာခဲ့ပြီးတော့ထို့မှာပဲဟွီဟယ်လာနဲ့ဘာရိုဂီတာအဖြစ်တဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ပေါ့နော်ဒီလိုနဲ့လူနေမှုစနစ်နဲ့တဖြည်းဖြည်းမြင့်မားလာခဲ့တဲ့အချိန်မှာတော့19ရာစုအစောပိုင်း1900ပြည့်နှစ်အစောပိုင်းမှာတော့ဒီစပိန်လူမျိုးဖြစ်တဲ့အန်တိုနီယိုဒီတိုရက်စ်ဂျူအာဒိုဆိုတဲ့လူကနေပြီးတော့ဒီကစ်တစ်ဂီတာဒီဇိုင်းဒီကလပ်စစ်ဂီတာဒီဇိုင်းကိုသူကနေပြီးတော့စပြီးတော့တီထွင်ခဲ့တယ်ပေါ့နော်ဒီလိုနဲ့နီးပညာခေတ်ကိုရောက်လာခဲ့တဲ့2020ရာစု2000ပြည့်နှစ်တွေမှာတော့ဒီelectric guitar ဆိုတဲ့ဒီတန်ကြိုးတက်လျှက်စစ်ဂီတာကိုစပြီးတော့တီထွင်နိုင်ခဲ့တယ်ပေါ့နော်ဒီပြန်ပြောရမယ်ဆိုရင်ပေါ့နော်ဒီဂီတာရဲ့မူလအစကဒီနှစ်ပေါင်း4000လောက်ကိုရှိဖြစ်ပါတယ်တဖြည်းဖြည်းနဲ့နှစ်စနစ်တွေပြောင်းလဲလာပြီးနောက်ပိုင်းမှာကျွန်တော်လက်ထဲကိုရောက်လာတဲ့ဒီဂီတာပုံစံဆိုတာတဖြည်းဖြည်းတစ်ဆင့်နဲ့ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်ကျွန်တော်အခုလိုဘုသူတရစရာအနေနဲ့ပြပြပေးကြလာခဲ့တဲ့ဒီအကြောင်းအရာကိုဒီကျွန်တော်ကိုကြည့်နေတဲ့view high အနေနဲ့ကြိုက်နေတတ်မယ်လို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်ရဲ့page ကို like and subscribe လေးအနေနဲ့ကူညီပေးသွားခဲ့ကြပါဦးလို့ကျွန်တော်ဘက်ကနေပြီးတော့မြတ်တာရက်ခံပါတယ်ခင်ဗျ